စီခေါ်ပွဲဖြစ်တယ်အခုတွေ့ကြတော့ကျွန်တော်တို့ကစီခေါ်ပွဲဖြစ်ပါတယ်နော်3မိနစ်ထုံးတယ်ကတော့တိုးချီစီခေါ်ပွဲဖြစ်ပါတယ်နော်ဒါပေမဲ့ဘွားရတော့ဒါဒီလေးနေရတော့ကျွန်တော်တို့ဒါ69ရက်ဖွဲ့တာပေါ့နော်45ဖွဲ့တာ50တရက်ဖွဲ့တာဖြစ်ပါတယ်နော်ဒါသူ့ပဲလည်းမရှိသေးဘူးနော်တကယ်သူပို့ပြီးခဲ့တဲ့ဘွဲတွေဆိုလို့ရှိရင်သွားတည်ရင်နဲ့ရှုံးနေပဲရှိတယ်သူ့နယ်တဲ့လူကမရှိဘူးအခုကြတော့အခုဘွဲထဲမှာကြတော့ဒါကျွန်တော်တို့လက်အမဲရတော့ကြတော့ကျွန်တော်တို့ဒါစာရှိကိုလာစီခေါ်တာဖြစ်ပါတယ်နော်သူကကြသူစာရှိကိုဘယ်လိုလုပ်ပြမလဲဆိုတာကျွန်တော်တို့ဒါပရိသတ်နဲ့တူတူဆော့ကြည့်အောင်နော်ဘာလို့လုပ်ပြမလဲပရိသတ်ကြောက်ပရိသတ်နဲ့မစ်ဆန်ကိုဖြိုးပြပါတယ်ခင်ဗျာဒီကိုစာရှိတာပြောစရာမလိုတော့နော်ကိုကဖက်ဒရယ်စာရှိနဲ့ကိုဖြိုးစာရှိready မှာတော့ လုံးမယ် ကိုစကေကူ ဘာလာတူခဲ့လို့လား ဘုံဘုံဘုံ အခုချက်ပြုံး ဟေးအဲ့လိုပြရမယ်စာရှိကာလာငါပြောကာလဲကာလာကြည့်တာပိုင်မဆိုအဲ့လိုပြရမယ်အေးစေးပဲဆိုအေးစေးပဲဆို ဒီစနေပြောတော့ဒါဒီပဲဆုကြပြီးမှဒီပဲနော်အမဆုကြပွဲကျဲအေးပဲဆိုကောင်းတယ်အားမလို့စောရလာရွှေစောမယ်နော်မရရေးဘာလို့အဲ့လိုပြရမယ်ကိုတယ်ပြောင်းဖို့ကြည့်ကြည့် ကိုတယ် ဘယ်လို